Hatch 2026 COVID-19 ဦးနောက်အမည်ရောင်အဝါရောင်အဖျားကာကွယ်ဆေးများဖျားဖူးများအတွက်မဖြစ်မနေထိုးရမည်မွမ်းမံထားသောကျန်းမာရေးလိုင်းလွန်ချက်များကိုမလိုက်နာပါကဖျားဖူးအားလုံးအတွက်ကာကွယ်ဆေးအများပြားထိုးရန်အခွင့်အာဏာပေးထားပြီးမလိုက်နာပါကဝင်ခွင့်ညှင်းပယ်နိုင်သည် Sorry ကျန်းမာရေးအာဏာပိုင်များသည်2026 Hatch ဖျားဖူးခီးစဉ်တွင်ဆေးဘဆိုင်ရာလူဝဲချက်များကိုထုတ်ပြန်ခဲ့ပြီးလူစုလူဝေး၏အတွင်အများပြည်သူကျန်းမာရေးကိုကာကွယ်ရန်တင်းကျပ်သောကာကွယ်ဆေးထိုးခြင်းဆိုင်ရာလုပ်ပိုင်ခွင့်များနှင့်ကြမ်းခိုင်မှုစံနှုန်းများကိုအကောင့်ထဲဖော်ခဲ့သည်လမ်းညွှန်ချက်များသည့်2449 AH ဖျားဖူးရာသည့်တွင်နိုင်ငံတော်သို့ဝင်ရောက်လာသော Hatch နှင့် Hatch အလုပ်သမားအားလုံးပေါ်တက်ရောက်မှုရှိသည်ပါဝင်သူအားလုံးသည် COVID-19 ဦးနောက်အမည်ရောင်အဝါရောင်ဖျားကာကွယ်ဆေးများအတွက်တရားဝင်ကာကွယ်ဆေးထိုးလက်မှတ်များကိုတင်ပြရပါမည် COVID-19 ကာကွယ်ဆေးများသည်2023နှင့်2025ခုနှစ်ကြာတွင်နောက်ဆုံးထိုးပေးသည့်နောက်ဆုံးဆေးနှင့်ခရီးမထွက်ခင်အနည်းဆုံး2ပတ်လိုတွင်ဆော်ဒီမှခွင့်ပြုထားသောထုတ်လုပ်သူများကဖြစ်ရပါမည်မနင်ဂျကူကကာကွယ်ဆေးများသည်ဆော်ဒီနိုင်ငံသို့မရောက်ရှိခင်10ရက်ထက်မနည်းသာ9နှစ်တွင်ထိုးနှံပါကတည်ရန်ရှိသေးသည်အလိုတွင် IPV သို့မဟုတ် OPV ကာကွယ်ဆေးကိုအပြည်ပြည်ဆိုင်ရာကာကွယ်ဆေးထိုးလက်မှတ်တွင်မှတ်တမ်းထားရပါမည်အဝါရောင်အဖျားရောဂါကာကွယ်ဆေးထိုးခြင်းသည်အသက်9လနှင့်အထက်ခရီးသွားများအားလုံးအတွက်စားတိနိုင်ငံမခွဲခြားပဲမဖြစ်မနေထိုးတင်ပါသည်ကာဝယ်ဆေးထိုးခြင်းပြင်စီးမင်းများသည်ပြင်းထန်သောကျန်းမာရေးအခြေအနေများဖြင့်ဖျားဖူးသူများကိုအေးချင်းပြီးမီစွာပြက်ပြက်သားသားတားမြစ်ထားသည်ကြီးမားသောကိုယ်တွင်းအင်္ဂါချို့ယွင်းမှုအဆင့်မြင့်နာတာရှည်ယောဂများစိတ်ပိုင်းဆိုင်ရာသို့မဟုတ်အာယုံကြောဆိုင်ရာချို့ယွင်းမှုများအန္တရာယ်များသောကိုယ်ဝင်းများတက်ကြွသောကုသယောဂများသို့မဟုတ်ကင်ဆာကုသမှုများဆက်လက်ရှိနေသူများသည်ဖျားဖူးခွင့်ရရှိမည်မဟုတ်ပါစီမင်းများသည်ရုပ်ပိုင်းဆိုင်ရာတောင်းဆိုသည့်ထုံးတမ်းဆက်လာများတွင်ဆေးဘက်ဆိုင်ရာအရေးပေါ်အခြေအနေများကိုတားဆီးရန်ရည်ရွယ်သည်လိုအပ်ချက်များပြည့်မီခြင်းမရှိသောကင်းသွားများသည်ပြည်ဝင်ခွင့်ငင်းပယ်ခြင်းတိကျခွဲခြားခြင်းသို့မဟုတ်အပေါ်ဆေးဘက်ဆိုင်ရာအကက်ဖြတ်ခြင်းများကြုံတွေ့ရနိုင်ပါသည်အစီအမံများသည်ရခင်ဟာဂျီယာသည်များနှင့်ကမ္ဘာလုံးဆိုင်ရာကုသယောဂတုံ့ပြန်မှုအတွေ့အကြုံများမှအတွင်အစုလိုက်အပြုံးလိုက်ဆွေးမှုများအတွင်ကျန်းမာရေးအနေအများကိုဆက်လက်စီစဉ်ကိုခဲ့ပါသည် Hatch နှင့် Umra ခရီးသွားအေဂျင့်များတင်း Hatch သို့မဟုတ် Umra တို့မှန်ကန်သောခရီးသွားအေဂျင့်ခရီးသွား operator ကိုရွေးချယ်ခြင်းသည်အရေးကြီးပါသည်ခရီးသွား agency များစွာသည် Hatch နှင့် Umra ဝန်ဆောင်မှုများကိုပေးဆောင်တော့လေ၎င်းတို့သည်အရေးအသွေးနှင့်ဈေးနှုန်းအလိုက်ကွဲဖားတတ်သည် Hatch ဝန်ကြီးဌာနမှခွင့်ပြုထားသောမှတ်ပုံတင်ထားသောခရီးသွား agent များကိုသာ Hatch နှင့် Umra ခရီးစဉ်များကိုစီစဉ်ခွင့်ပြုထားသည် Hatch နှင့် Umra ခရီးစဉ်များကိုစီစဉ်ပေးသည့်အခြား operator များသည်အဆိုပါ agency များ၏ကိုယ်စားလှယ်ခွဲများသို့မဟုတ်အုပ်စုခွဲများထင်နိုင်ပြီး၎င်းတို့နှင့်ဓာတ်ရိုက်သို့မဟုတ်တွဲဝိုင်း၍ဖြစ်စေသက်ဆိုင်ပါသည်တရားဝင်ခွင့်ပြုထားသော agency များသည်စာရွက်စာတမ်းနေရာထိုင်ခင်းအစားအသောက်နှင့်တည်ယူပို့ဆောင်ရေးလိုအပ်ချက်များအပါအဝင်ခရီးတစ်ခုလုံးနှင့်ပတ်သက်သည့်နောက်ဆုံးရစီမံများနှင့်လုပ်ငန်းစဉ်များကိုပုံမသိရှိနားလည်နိုင်ဖွယ်ရှိသည်၎င်းသည်ကိုယ်စားလှယ်ခွဲများနှင့်အုပ်စုခွဲများမှာဖြစ်နိုင်ခြေနည်းပါသည် Hatch ဝန်ကြီးဌာနမှခွင့်ပြုထားသောတရားဝင် agency များကိုဖြေကြားပေးရမည့်ဖြစ်သောကြောင့်ဗျာဘူးတယောက်သည်တိုင်ကြားချက်တစ်ခုပြုလုပ်လိုပါကသို့မဟုတ် agency နှင့်ပတ်သက်၍စိုးရိမ်မှုများရှိပါကတရားဝင်ခွင့်ပြုထားသော agency ကိုဝန်ကြီးဌာနမှတာဝန်ယူနိုင်သည်အခြားတစ်ဖက်မှာကိုယ်စားလှယ်ခွဲများသို့မဟုတ်အုပ်စုခွဲများသည်ချို့တက်သောအတွေ့အကြုံကိုပေးဆောင်ပါကဝန်ကြီးဌာနနှင့်တိုက်ရိုက်မဆက်သွယ်သောကြောင့်ဖျားဘူးခရီးသည်များတက်နိုင်သည်မရှိဆော်ဒီအာရေးဗီးယားမှာပြည်ထနာတစ်ခုပေါ်ပေါက်လာရင်တရားဝင်ခွင့်ပြုထားသော agency များသည်ဝန်ကြီးဌာနမှတိုက်ရိုက်အကူအညီကိုရရှိနိုင်ပါသည်ဤရာသည်ကိုယ်စားလှယ်ခွဲများနှင့်အုပ်စုခွဲများနှင့်သက်ဆိုင်မဟုတ်ပါခရီးသွား agency သည်သက်ဆိုင်ရာနိုင်ငံ၏ဒေသဆိုင်ရာစီကံထိန်းသိမ်းမှုဖွဲ့သို့မှတ်ပုံတင်ထားရှိမရှိစစ်ဆေးပါ Hatch ခရီးစဉ်ရွေးချယ်ရာတွင်တတိပြုရန်အချက်များ Hatch ဝတ်ပြုရန်စီစဉ်သူများအနေဖြင့်ယုံကြည်စိတ်ချရသောခရီးသွား agency များကိုရွေးချယ်ရန်အလွန်ရေးခိပါသည်မကြာသေးမီနှစ်များအတွင်း Hatch လိမ်လည်မှုများပြားလာခြင်းကြောင့်ဖျားဖူးများငွေကြေးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည် agency ရွေးချယ်ရန်အရေးကြီးအချက်များအတွေ့အကြုံရှိလမ်းညွှန်ခြင်း package ဤတစ်စိတ်ကပိုင်းthiếtတတိနားလည်ပြီးအတွေ့အကြုံရှိသောဝန်ကျင်ရေးရလမ်းညွှန်ပါဝင်ခြင်းသည်အထူးအရေးပါသည်အထူးသဖြင့်
ပထမအချိန် hash ဖြူမိသူများအတွက်လက်တွေ့အတွေ့အကြုံရှိလမ်းညွှန်ထားရှိခြင်းသည်တန်ဖိုးမခံနိုင်ပါအမျိုးသမီးဖျားဖူးများအတွက်အမျိုးသမီးလမ်းညွှန်ပံ့ပိုးပေးခြင်းရှိမရှိစုံစမ်းသင့်သည် agency ၏ရည်ညွှန်းချက်နှင့်အတွေ့အကြုံ agency လုပ်ငန်းလုပ်ကိုင်နေသည်မှာမြင်များကြပြီးဖြစ်ကြောင်းစစ်ဆေးပါ hash နှင့် aura package များပံ့ပိုးပေးရာတွင်အတွေ့အကြုံမြင်များရှိသည်ကိုသတ်မှတ်ရန်အရေးကြီးသည်သတိထားရမည့်အန္တရာယ်များလက်ရှိအခြေအနေတွင်လူများစွာသည့် hash နှိမ်လည်မှုဤတားကောင်ဖြစ်လာကြရသည်ဤလိမ်လည်မှုများတွင်ငွေများစွာသုံးစွဲပြီးနောက် agency အလော်ဝတ်ထည်နှပြောက်ကွယ်သွားခြင်း Saudi Arabia သို့ရောက်မှာတဲခွန်ရန်နေရာမရှိကြောင်းသိရခြင်းဘဝစုဆောင်းငွေတစ်ခုလုံးဆုံးရှုံးရခြင်း hash နှင့်3ပွင့်သော hash နှင့်3ပွင့်သောတွန်တန်းစင်များနှင့်ပတ်သက်သည့်စာအုပ်များနှင့်ဟောပြောပွဲများကိုလေ့လာခြင်းသည်အရေးကြီးတော်လေယုံကြည်စိတ်ချရသော agency ရွေးချယ်ခြင်းသည်အောင်မြင်သော hash ခီးစဉ်အတွက်အဓိကသောထည့်ပါသည်